အားလုံးပဲမင်္ဂလာပါရှင်ဖူပိုင်ဝီကီကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကလေးလူကြီးမရွေးကြိုက်နေတဲ့ကြတဲ့ရှမ်းခေါက်ဆွဲလေးကိုလုပ်ပြပေးပါမယ်အိမ်မှာချက်စားနေကြပုံစံလေးကိုပဲချက်ပြပေးပါမယ်အရင်ဦးဆုံးဟင်းချိုအတွက်ဝရိုးလေးတွေကိုပြုတ်ပါမယ်ချင်းချက်သွန်ပြူထောင်းထားတာငံပြားကြီးချက်သားမုံတို့ထည့်ပြီးတော့ဝရိုးလေးတွေကိုပြုတ်ထားပေးပါမယ်ပြီးရင်တော့ဝတ်သားအနှစ်ချက်ဖို့အတွက်ဝတ်သားကိုအရသာနေပါမယ်ရှာကောပါကောမုံထည့်ပါမယ်ခယူစီထည့်ပါမယ်ပင်ငံပြားကြီးအကြီးထည့်ပါမယ်ချက်သားမုံထည့်ပါမယ်ငံပြားကြီးနဲ့ငယ်လေးထည့်ပေးပါမယ်ပြီးရင်တော့ချင်းချက်သွန်ပြူချက်သွန်ဒီထောင်းထားတဲ့အနှစ်လေးအနည်းငယ်ထည့်ပြီးတော့အရသာလေးတွေစိတ်ဝင်သွားအောင်နှဲပြီးတော့နှက်ထားပေးပါမယ်ပြီးရင်တော့ချက်သွန်ပြူစီချက်ပါမယ်ချက်သွန်ပြူစီချက်တဲ့နေရာမှာတော့ချက်သွန်ပြူလေးတွေကိုတူးမသွားစေဖို့အတွက်အထူးသတိထားပြီးတော့ကြော်ပေးပါချက်သွန်ပြူစီချက်ရလာပြီဆိုရင်တော့စီချက်ကိုတဝက်ခွဲပြီးတော့စီမွေးလုပ်ပါမယ်။ရှာကောပါကောမုံနှမ်းတောင်းထည့်ထားတဲ့ပကံလေးတွေကိုစီချက်ကလေးတွေတဝက်ခွဲပြီးတော့ထည့်ပေးလိုက်ပါမယ်။ခုဆိုရင်တော့စီမွေးလေးရပါပြီ။ပြီးရင်တော့ဝတ်သားအနှစ်ချက်ပါမယ်။ချင်းချက်သွန်ပြူချက်သွန်ဒီထောင်းထားတဲ့အနှစ်ကိုစီသက်ပေးပါမယ်။ချက်သွန်လေးတွေအခုလိုအနေထားဖြစ်လာပြီဆိုရင်တော့ဝတ်သားလေးတွေထည့်ပေးပါမယ်ဝတ်သားလေးကိုလည်းသူ့မှာပါတဲ့အရည်လေးတွေခမ်းပြီးတော့ခြောက်လာတဲ့အထိကြော်ပေးရပါမယ်အယောင်လာစေဖို့အတွက်အယောင်တဲမုံအနည်းငယ်ထည့်ပါတယ်ဝတ်သားလေးတွေရေခမ်းလာပြီးတော့အခုလိုအနေထားလေးဆိုရင်ရပါပြီပြီးရင်တော့ရှမ်းခေါက်ဆွဲပတ်လေးတွေကိုရေနွေးဖြောပေးပါမယ်ရှမ်းခေါက်ဆွဲပြင်ဖို့အတွက်ပါဝင်ပစ္စည်းလေးတွေကတော့ချက်သွန်မိတ်ပင်ငံပြားကြီးအပြစ်ပင်ငံပြားကြီးအကြီးနှမ်းတောင်ဝတ်သားအနှစ်ချက်ချက်သွန်ပြူစီချက်မြေပဲတောင်စီမွေးတို့လိုအပ်ပါတယ်ငရုတ်သီးစားရင်တော့ငရုတ်သီးစီချက်လေးထည့်ပေးပါတချို့ကလည်းပဲငပီအနှစ်ကလေးတွေထည့်ပြီးလဲစားတတ်ပါတယ်ခုဆိုရင်တော့စားလို့အရန်ကောင်းတဲ့ရှမ်းခေါက်ဆွဲလေးရပါပြီရှင်
အားလုံးလည်းလိုက်ပြီးတော့ချက်စားကြည့်လိုက်ကြရအောင်နော်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်